ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ AI insert ဆောင်ကဘာတဲ့ကိုအလှည့်တစ်ခေါက်ပြန်သွားလိုက်ကြရအောင် Let's go to start အပိုင်း1တိတ်ဆိတ်နေသောပြားအောင်တချိန်ကတောက်ပခဲ့သောပြားနန်းတော်ကြီးအပြင်ဘက်မြင်ကွင်းကတော့ယခုအခါတွင်ပြားအောင်ကြီးအယောင်မှာရွှေရောင်မတန်းတော့ပဲဖုံမုံများဖုံးကာမှိန်ဖြော့နေပါတယ်လေတိုးတန်အီအီနဲ့ဝမ်းနေစရာကောင်းသောမြင်ကွင်းကိုမြင်ရမှာပါတချိန်ကငါတို့ရဲ့နန်းတော်ဟာနေရောင်အောင်မှာရွှေလိုတောက်ပခဲ့ဘူးတယ်ဒါပေမဲ့အခုတော့အရာအလုံးကတိတ်ဆိတ်လို့ပြားအလုတ်သမားမလီစီယာကိုမြင်ရမှာပါသူမရဲ့တောင်ပန်တွေမှာဖုံတွေပြီးကြံနေပြီးပင်ပန်းနွမ်းနေတဲ့မျက်နှာရှိပြီးမိမျက်လုံးတွေကတော့စူးရှနေပါတယ်စီယာလေးကပြားအောင်အဝါကနေအပြင်ဘက်ကချုပ်တွေ့နေတဲ့တောအုပ်ကိုငီးကြည့်နေသည်ကျမနာမည်ဇာယာကျမတို့ဟာပြားရည်အတွက်မဟုတ်ပဲရှင်တန်ဖို့အတွက်ပဲတိုက်ပွဲဝင်နေရတာကြာပါပြီပြားအောင်အတွင်းပိုင်းကပြားရည်တူလောင်ကန် honey bats တွေကဗလာကြီးနေပါတယ်ပြားရည်စက်အချို့ကတစ်ဆက်ချင်းသာစီးကြနေပါတယ်အလုတ်သမားပြားအချို့အားပြက်ပြီးနေရန်ကိုမိကလေးကြနေကြပါတယ်ပြားအောင်ကိုလင်းထိန်စီတဲ့သဘာဝအလင်းရောင် bioluminescence တွေကတစ်ဖြက်ဖြက်နဲ့ငြိမ်းလူနေပါဖြစ်နေပါတယ်နန်းဆောင်အလင်းမှာပြားပရင်မကြီးကွန်ပြီးလဲလျောင်းနေသည်သူမရဲ့တောင်ပန်တွေကပွန့်ဖက်တွေလိုခြောက်ကပ်နေပြီဘရင်မကြီးကခက်ခဲစွာအသက်ရှူနေရပါတယ်မေတော်ရဲ့စွန့်အင်းတွေကုံဆုံးနေပြီပြားရည်အစ်စ်မရရင်ငါတို့အင်ပါယာပြုတ်လေတော့မီဇီယာလေးကပြားအောင်အပြင်ကိုပြန်ထွက်လာပါတယ်ကောင်းကင်ကြီးကပြားလေးမနေတော့ပဲမီးကူးရောင်နဲ့လိမ်မိုးရောင်တန်းတွေကနေမင်းကြီးကပုံမှန်တာပုံမမီးရင်းနေပါတယ်ကောင်းကင်ကြီးကမီးလောင်နေတယ်လို့ပဲပန်းတွေစီမှာဝိတ်ကြီးမရှိတော့ပြားတွေပဲရှိတော့တယ်ဇီယာလေးကမီးပြင်းပေါ်ကနှင်းစီပန်းတပွင့်ပေါ်နားလိုက်သည်ပန်းပွင့်ကသူမထိလိုက်တာနဲ့ပြားအဖြစ်ကျွေကျသွားပါတယ်ဇီယာလေးရဲ့မျက်နှာမှာထိတ်လန့်သွားတယ်သူမဝိတ်ကြီးတစ်ဆက်တောင်ရှာမတွေ့ခဲ့ပါဘူးဇီယာလေးကအပြန်လမ်းမှာအခြားအလုတ်သမားပြားအချို့ကိုတွေ့သည်သူတို့ကပန်းဝူကြီးရှာမဲ့အစားတစုံတစ်ခုကိုကြောက်လန့်ပြီးပြားအုံနဲ့အတင်းတိုးဝင်နေကြပါတယ်တခုခုတော့မှားနေပြီဒါကအစာငတ်မှုတာတဲ့ပူတဲ့အန်တရေတစ်ခုပဲပြားအုံရဲ့အစွန်အဖျားအတုံးမပြုတ်တော့တဲ့လမ်းကြောင်းဟောင်းတစ်ခုမှာဇီယာလေးကထူးဆန်းတဲ့အတန်တစ်ခုချလို့အဲ့ဒီဘက်ကိုဖြည်းဖြည်းချင်းပြန်သွားပါတယ်တန်ချုံနှစ်ခုပုတ်တိုက်တန်လို့မျိုးတကြီးကြီးအတန်ကိုကြားနေရပါတယ်ပြားအောင်နိုင်ရန်ကအကြောင်းတစ်ခုရဲ့အရေးထင်ပါအီယာမနှစ်ချီကောင်ဟိုးနဲ့ရပုံကြီးတစ်ခုဝါတာပို့လာခဲ့ပါတယ်နှစ်ချီကောင်ကြီးမျက်လုံးနီးမီကြီးကမောင်မိုက်ထင်မှာလက်ခနဲ့ဖြစ်သွားပြီးဇီယာလေးကိုစိတ်ကြည့်နေပါလေဇီယာလေးကိုရုပ်တရက်ဖမ်းပြီးတစ်ခုခုပြုတ်လို့ပြီးနှစ်ချီကောင်ကြီးကအရေးထင်ပြန်လေးဝင်ရောက်သွားပါလေဇီယာလေးကအသက်ရှူရမတကြောက်လန့်သွားပြီသူမရဲ့ကိုယ်လုံးပေါ်မှာထူးဆန်းတဲ့အမှတ်သား scout mark တစ်ခုကိုတွေ့လိုက်ရပါတယ်ဇာယာလေးကတော့အလွန်ပဲတုန်လှုပ်နေပါပြီပြားအောင်ကြီးတစ်ခုလုံးရဲ့ဘေးပတ်ပတ်လေကအမှောင်ထုထဲမှာတော့အရိပ်တွေထဲမှာနှစ်ကျဲကောင်ကင်းတောက်တွေအများကြီးရှိနေပါတယ် Part 2 coming soon